ရန်ကုန်မြို့ကဘာအေးဖျားလမ်းပေါ်ကနေကြည်ရင်အင်းရကန်ဆက်မရောက်တယောက်မှာရှေးဟောင်းတရုတ်ဘုံကျောင်းလိုအထက်မြင့်မျှော်စင်အဆောက်အုံကြီးကိုအားလုံးသတိထားမိပါဖြစ်ပါတယ်။ဒီအဆောက်အုံကြီးဟာတစ်ချိန်လုံးကအလျံကိုထင်ရှားကြော်ကြားတဲ့ရန်ကုန်မြို့ရဲ့မျက်နှာဖုံးချင်းချောင်းနန်းတော်ကြီးပဲဖြစ်ပါတယ်။ဒီချင်းချောင်းနန်းတော်ကြီးရဲ့ပဲ့ကိုင်းရှင်ဒီချင်းချောင်းနန်းတော်ရဲ့အရှင်သခင်ကတော့တရုတ်တထေးကြီးလင်ချင်းချောင်းဖြစ်ပါတယ်။တစ်ချိန်လုံးကမြန်မာပြည်မှာကြည်ကြည်တဲ့ကြွယ်ဝချမ်းသာလုံးတဲ့တရုတ်တထေးကြီးတူပါအဲ့ဒီတရုတ်တထေးကြီးလင်းချင်းချောင်းရဲ့ဘဝအတက်အကျနဲ့နောက်ဆုံးအချိန်ကိုဘလို့ဖြတ်တန်းခဲ့ရလဲကျွန်တော်တို့ real life real story ကနေပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရုတ်တထေးကြီးလင်းချင်းချောင်းအကြောင်းကိုလေ့လာကြည့်ရရင်တော့စာရေးဆရာမော်ရစ်ကောလက်ကနေစရပါလိမ့်မယ်စာရေးဆရာမော်ရစ်ကောလက်ဟာသူရေးခဲ့တဲ့နေဝင်ဘရင်များစာအုပ်ဆိုတဲ့အထက်မှာအဲ့ဒီချင်းချောင်းနန်းတော်အကြောင်းဖော်ပြထားပါတယ်။သူ့ရဲ့ခီးစဉ်တွင်ရန်ကုန်မြို့မှာပထမရင်နာတဲ့အချိန်မှာအင်းရကန်အတွင်းမှာရှိတဲ့ကျွန်းပေါ်အိမ်ကလေးမှာတွားရောက်တက်ခိုခဲ့တယ်ဆိုပါတယ်။အဲ့ဒီအိမ်မှာတွေ့ခဲ့ရတဲ့တရုတ်ကြွေထည်တွေပါရှန်ကော်စောတွေကြေးသွန်းထားတဲ့စီကြီးတွေပြောင်လက်အောင်ဖျောင်းတိုက်ထားတဲ့ကျဲမြင်တွေအဖြူရောင်မှုေးပွားခိုးလေးတစ်ကောင်တို့နဲ့အတူထင်ရှားလာတဲ့မြန်မာပကြီးဆရာကြီးဥပညင်ရဲ့လက်ရပကြီးကားတွေကြောင့်သူစိတ်ချမ်းမြေ့ခဲ့ရတယ်လို့ရေးသားထားပါတယ်။ဒီအိမ်ကိုကြော်ကြားတဲ့တရုတ်တထေးကြီးလင်းချင်းချောင်းကစတင်ပြီးတော့ဆောက်လုပ်ခဲ့ခြင်းဖြစ်တယ်လို့လည်းစာရေးဆရာကတော့အတူချုပ်ဖော်ပြခဲ့ပါတယ်။မော်ရစ်ကောလက်တွားရောက်တက်ခိုတဲ့အချိန်မှာတော့လင်းချင်းချောင်းဟာကွယ်လွန်သွားပါပြီ။လင်းချင်းချောင်းဟာတရုတ်လူမျိုးစီးပွားရေးလုပ်ငန်းရှင်တူဖြစ်ပြီးရောဘာပဲစိုက်ပျိုးခြင်းအထည်လိပ်လုပ်ငန်းစံစီကုန်သွယ်ခြင်းတထုတူဖော်ခြင်းနဲ့ဗန်လုပ်ငန်းကဏ္ဍတွေမှာသူ့စီးပွားရေးအင်ပါယာကိုအောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပါတယ်။သူဟာတရုတ်နိုင်ငံဖူကျန့်ပြည်နယ်မှာမြန်မာနိုင်ငံကိုပြောင်းရွှေ့အခြေချလာတဲ့တရုတ်လူမျိုးတဦးရဲ့သားလည်းဖြစ်ပါတယ်1861မှာလင်းချင်းချောင်းရဲ့ဖခင်လင်းဆူးဟန်ဟာရန်ကုန်ကိုရောက်လာပြီးစံအယောင်းဝယ်နဲ့စိုက်ပျိုးထွက်ကုန်တွေရောင်းချပါတယ်အဲ့ဒီချိန်ကအောက်မြန်မာနိုင်ငံကိုဗြိတိရှတို့ကသိမ်းပိုက်ထားပြီးမြန်မာပြည်မင်းတို့မင်းအုပ်ချုပ်နေတဲ့အထက်မြန်မာနိုင်ငံကိုပါသိမ်းယူဖို့အတွက်ပြင်ဆင်နေတဲ့အချိန်မှာဗြိတိရှတို့အုပ်ချုပ်နေတဲ့ရန်ကုန်မှာစီးပွားရေးလုပ်ကိုင်ရမှာအပြိုင်ဆိုင်များပါတယ်ဒါအပြင်သူ့ရဲ့အဓိကအတားအဆီးဖြစ်တဲ့ပညာရေးအားနည်းမှုကိုလင်းစွန်းဟွန်ကသတိပြုခဲ့မိပါတယ်။သူဟာဥရောပတိုက်သားတွေအိန္ဒိယနိုင်ငံသားတွေအပါအဝင်နိုင်ငံခြားသားကုန်သည်တွေနဲ့အင်္ဂလိပ်ဘာသာနဲ့ပြောဆိုဆက်ဆံနိုင်ခြင်းမရှိပါဘူး။ဒါကြောင့်အသက်16နှစ်အရွယ်ရှိပြီဖြစ်တဲ့တားဖြစ်သူလင်းချင်းချောင်းကိုရန်ကုန်မြို့မှာရှိတဲ့စိန်ပေါ်ကျောင်းမှာရန်ကုန်ကောလိပ်မှာပညာသင်ကြားစေပါတယ်။ဒါပေမဲ့သူသားကလုပ်ငန်းတွေကိုအမွေဆက်ခံပြီးအရှိတောင်အာရှမှာအောင်မြင်ဆုံးစီးပွားရေးလုပ်ငန်းများထဲမှာတစ်ခုဖြစ်တည်ထောင်နိုင်ခဲ့တာကိုတော့လင်းစွန်းဟွန်ကမမြင်သွားခဲ့ပါဘူး1885ခုနှစ်မှာဖခင်ကွယ်လွန်သွားတဲ့အခါသူ့ဖခင်ရဲ့စီးပွားရေးလုပ်ငန်းတွေကိုလင်းချင်းချောင်းကဆက်ခံခဲ့ပါတယ်အဲ့ဒီနှစ်ထဲမှာပဲဗြိတိရှတပ်တွေဟာမန္တလေးကိုချီတက်ပြီးတီဘောမင်းနဲ့မိဖုရားတို့ပါတော်မူခဲ့ပါတယ်မြန်မာတိုင်းနိုင်ငံလုံးလည်းဗြိတိရှလက်အောက်ကျသွားပါတယ်ငယ်ရွယ်ပြီးတက်ကြွတဲ့လင်းချင်းချောင်းဟာပင်လယ်ကူးသင်္ဘောတွေဝယ်တယ်နိုင်ငံခြားကိုစံတင်ပို့တယ်သူ့ရဲ့သင်္ဘောလုပ်ငန်းကိုစင်ကာပူပီနန်ဟောင်ကောင်ကွမ်တုံနဲ့အမွိုင်တို့ထိတိုးချဲ့ခြင်းအပြင်စီးပွားရေးအင်ပါယာကိုချဲ့ထွင်နိုင်ဖို့စတင်လှုံ့ဆော်ခဲ့ပါတယ်။အဲ့ဒီခေတ်ကာလကစီးပွားရေးသမားတွေထဲမှာတရုတ်တထေးလင်းချင်းချောင်းကိုပါရမီရှိပြီးနည်းဗျူဟာမြောက်စွာတွေးခေါ်စဉ်းစားနိုင်စွမ်းရှိသူဖြစ်သိမှတ်ပြုကြပါတယ်။သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ထုတ်ကုန်ပစ္စည်းတွေများမှာကျင်းတဲ့အမှတ်တရကိုအသုံးပြုပြီးသိတာထင်ရှားအောင်ပြုလုပ်ခဲ့ပါတယ်။မကြာမီမှာပဲလန်ဒန်ခြေဆိုင်ရေနံကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ဘာမာရေနံကော်ပိုရေးရှင်း BOC နဲ့သဘောတူညီမှုတွေရခဲ့ပြီး BOC ထုတ်ကုန်တွေအတွက်ဒေတာတွင်တဦးတည်းကိုယ်စားလှယ်ဖြင့်အခန့်အကျဉ်ခံရပါတယ်။ရေနံလုပ်ငန်းမှာပါဝင်လုပ်ကိုင်ခွင့်ရရှိခြင်းဟာလင်းချင်းချောင်းကိုအစမတန်ပုံမှုကြွယ်ဝချမ်းသာစေပါတယ်။ပင်လယ်ရချောင်းမှာအခြေစိုက်တဲ့အချမ်းသာဆုံးတရုတ်လုပ်ငန်းရှင်တွေမှာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။လင်းချင်းချောင်းဟာချမ်းသာတဲ့လောက်ထထဝဝလည်းနေထိုင်တတ်ပါတယ်။ဒါအပြင်ပရဟိတလုပ်ငန်းတွေမှာလည်းအလွန်ရရောသူပါ။ကျောင်းသားတွေအင်္ဂလိပ်စာသင်ကြားရေးအတွက်ကျောင်းတစ်ကျောင်းတည်ထောင်ဖို့နဲ့ရန်ကုန်မြို့မှာအမျိုးသမီးတွေအတွက်ဆေးရုံဆောက်လုပ်ဖို့ငွေကြေးမြောက်များလှူဒန်းခဲ့ပါတယ်1905ခုနှစ်မှာသူနဲ့သူ့ရဲ့စီးပွားဘက်တွေကရန်ကုန်မြို့မှာအင်္ဂလိပ်နဲ့တရုတ်ကပြယောက်ျားလေးတွေနဲ့မိန်းကလေးတွေအတွက်ကျောင်းတွေတည်ထောင်ပေးပါတယ်နောက်နှစ်နှစ်ကြာတဲ့အခါလင်းချင်းချောင်းကျောင်းလို့တရားဝင်သိကြတဲ့သူ့ရဲ့ကိုပိုင်ကျောင်းကိုတည်ထောင်ခဲ့ပါတယ်အဲ့ဒီချိန်ကပညာရေးကိုမြင့်တင်ဖို့တရုတ်လုပ်ငန်းရှင်တူရဲ့အားထုတ်မှုကိုသိရှိသူတွေဟာကျင့်နဲ့နှစ်သက်မိပါလိမ့်မယ်လင်းချင်းချောင်းကျောင်းဟာရန်ကုန်မြို့လယ်မှာရှိပြီးအင်္ဂလန်နိုင်ငံကဆရာတွေကိုတော့မှလစာပေးပြီးခံထားပါတယ်။အဲ့ဒီကျောင်းမှာအင်္ဂလိပ်ဘာသာနဲ့လေ့ကျင့်သင်ကြားပေးထားတဲ့ပညာတတ်
အမြောက်အများပေါ်ထွက်ခဲ့ပြီးရန်ကုန်မြို့မှာလာရောက်ပညာသင်ယူတဲ့ဟောင်ကောင်နဲ့မကာအိုမှာကျောင်းသားတွေတော့ပါဝင်တယ်လို့သမိုင်းမှတ်တမ်းတွေရသိရပါတယ်။လင်းချင်းချောင်းဟာမြန်မာနိုင်ငံဥပဒေပြုကောင်စီရဲ့အဖွဲ့ဝင်ဖြစ်လက်ဆောင်ရွက်ခဲ့ပါတယ်။1919မှာဗြိတိရှ်အင်ပါယာဂုဏ်ထူးဆောင်ဘွဲ့ OBE ချီးမြှင့်ခြင်းခံရပါတယ်။ပထမကမ္ဘာစစ်အတွင်းရန်ပုံငွေလှူဒန်းခဲ့ပါတယ်။ရန်ကုန်မှာTough Club နဲ့လင်ချင်းချောင်းပိုလိုကလပ်မှာဩဇာကြီးတဲ့အဖွဲ့ဝင်တယောက်လည်းဖြစ်လာပါတယ်။လင်ချင်းချောင်းပိုလိုကလပ်ဟာသူဆုံးပြီးတဲ့နောက်ပိုင်းချိန်ထိဆက်လက်ရည်တည်ခဲ့ပါတယ်။စာရေးဆရာမော်ရစ်ကော်လက်တွားရောက်တက်ခုခဲ့တဲ့အင်အားကန်တွင်မှအင်္ဂလိပ်နဲ့များစွာအလံမကွာတဲ့ရန်ကုန်မြို့ကုတ်ကိုင်းလိုက်မှာခမ်းနားကြီးကျယ်ပြီးတန်ဖိုးကြီးမားတဲ့နေအိမ်တစ်လုံးကိုလင်ချင်းချောင်းက1919မှာစတင်ဆောင်လုပ်ပါတယ်။အနည်းရောက်အုပ်တွေအစိမ်းရောင်အုပ်ချုပ်တွေနဲ့တိစောက်ထားတဲ့အထက်9တက်ပါအဆောက်အုံဟာပေကျင်းမြို့မှာရှိတဲ့ရမ်းရန်နွေရာသီနန်းတော်မှာဖူရှမ်းပွဲကြည့်စင်နဲ့ဆင်တူပေမဲ့အမှန်တကယ်အားဖြင့်အရှေ့တိုင်းနဲ့အနောက်တိုင်းပြည်သူ့ကဒီဇိုင်းတွေကိုရောင်းမှွေထားတာပါ။အဲ့ဒီအဆောက်အုံကြီးကို2နှစ်ကျော်လောက်တိစောက်ခဲ့ပြီးယူပြီးငွေ2 သန်းလောက်ကုန်ကျခဲ့တယ်လို့ဆိုပါတယ်။အိမ်အတွက်တရုတ်နဲ့အီတလီမှဒီဇိုင်နာတွေပြုလုပ်တဲ့ပစ္စည်းတွေနဲ့လက်မှုလက်ရာတွေနိုင်ငံခြားကဝယ်ယူတင်သွင်းပါတယ်။အတွင်းပိုင်းဒီဇိုင်းတွေပြုလုပ်ဖို့အင်္ဂလန်ကထင်ရှားတဲ့ပကြီးစရာတွေကိုတော့ဖိတ်ခေါ်ပါတယ်။အင်္ဂလန်ဆင်ဖို့နဲ့ဖိတ်ခေါ်ခံရသူတွေထဲမှာအင်္ဂလိပ်လူမျိုးဒီဇိုင်နာတရုတ်ဖော်ပညာရှင်နဲ့ပကြီးဆရာမအာနက်စ်ပရာတာနဲ့သူ့ရဲ့ဇနီးပကြီးဆရာမဒေါ့ပရာတာတို့ပါဝင်ပါတယ်။သူ့နေအိမ်ကိုလင်ချင်းချောင်းနန်းတော်လို့သိခဲ့ရပြီးဒေသခံတွေကချင်းချောင်းနန်းတော်လို့ခေါ်ကြပါတယ်။သူ့ချမ်းသာကြွယ်ဝမှုကိုဖော်ပြနေတဲ့ချင်းချောင်းနန်းတော်မှာပျော်စရာပါတီပွဲတွေချိန်သေးကျင်းပခဲ့တာဟာမှတ်တမ်းမှတ်ရမရှိခဲ့ပေမဲ့1920မှာပြင်သစ်ဝန်ကြီးချုပ်ဂျော့ကလီမန်ကိုအရှေ့တောင်အာရှကိုခီးထွက်ရင်းမြန်မာနိုင်ငံကိုရောက်ရှိလာတဲ့ချိန်မှာသူ့ရဲ့နေအိမ်မှာပဲဖိတ်ခေါ်ပြီးဧည့်ခံခဲ့ပူပါတယ်1921မှာဗြိတိရှ်အစိုးရကအိန္ဒိယနိုင်ငံမှာအပတခြားနိုင်ငံတွေကိုစံတင်ပို့ရောင်းချခွင့်ပိတ်ပင်လိုက်တဲ့အခါလင်ချင်းချောင်းရဲ့အောင်မြင်မှုဟာထိခိုက်ရပ်ဆိုင်းလာပါတယ်မကြာမီမှာဈေးကွက်လည်းပျက်စီးသွားပါတယ်သူ့ရဲ့ဝင်ကြွားထည်ဝါတဲ့နေထိုင်မှုကြောင့် BOC ကုမ္ပဏီကလည်းတူးဒီကိုယ်စားလှယ်ပေးထားခြင်းကိုရုပ်သိမ်းလိုက်ပါတယ်ဒါကြောင့်သူ့ရဲ့ကုမ္ပဏီကိုပြိုလဲကျဆုံးစေခဲ့တယ်လို့တချို့ကယူဆပါတယ်ရုပ်ချီးဆိုသလိုစီးပွားတွေပြတ်ခဲ့တယ်သူ့ရဲ့ Rolls ကားတွေအပါအဝင်ပိုင်ဆိုင်မှုများစွာရောင်းချခဲ့ရပြီးမိတ်ဆွေတွေထံကနေငွေတွေချေးရတယ်ချင်းချောင်းရဲ့နောက်ဆုံးနေ့ရက်များမှာတစ်ချိန်ကချမ်းသာကြွယ်ဝခဲ့တဲ့တရုတ်တထေးကြီးဟာအကျွေးများစွာနဲ့လဲပေးနေခဲ့တယ်ချင်းချောင်းနန်းတော်ကြီးဖွင့်လှစ်ပြီး3နှစ်ကြာ1923မှာလင်းချင်းချောင်းကွယ်လွန်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ချင်းချောင်းနန်းတော်ဟာဂျပန်လူမျိုးအကျွေးရှင်တယောက်ရဲ့လက်ထဲကိုထိုးအပ်လိုက်ရပါတယ်1941ကနေ1945အတွင်းမြန်မာနိုင်ငံကိုဂျပန်တို့အုပ်ချုပ်စဉ်ခါကရေဒီယိုအသံလွှင့်ဌာနအဖြစ်သုံးခဲ့တယ်။နောက်ပိုင်းအိန္ဒိယလူမျိုးစီးပွားရေးသမားလက်အောက်ရောက်ရှိပြီး1950မှာမြန်မာအစိုးရကကမ္ဘောဇရိပ်သာအမည်နဲ့နိုင်ငံတော်ဧည့်ဂေဟာပြုလုပ်ခဲ့တယ်။အခုအချိန်မှာတော့ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်အမှုပညာဦးစီးဌာနကအဆောက်အုံအတွင်းရုံးတစ်ခုနဲ့အမှုပညာသင်တန်းကျောင်းလည်းဖွင့်လှစ်ထားပါတယ်။ချင်းချောင်းရဲ့ကြဆုံးမှုနဲ့မြန်မာနိုင်ငံရဲ့အတက်အကျအခြေအနေတွေကိုမြင်တွေ့ခဲ့ရတဲ့ချင်းချောင်းနန်းတော်ဟာဆယ်စုနှစ်ပေါင်းများစွာကိုဖျက်ကျော်နိုင်ခဲ့ပါတယ်။ယနေ့ခေတ်ချင်းချောင်းနန်းတော်မှာအဲ့ဒီနေရာတစ်ဝိုက်နေထိုင်ကြတဲ့ကလေးငယ်တွေစော့ကစားနေပြီးနောက်ပြီးတော့ခွေးလွတ်နေပေါ်တာကြောင့်စူးစမ်းလိုစိမ့်နဲ့လာရောက်ကြတဲ့ဧည့်သည်တွေကိုအနှောက်အယှက်ပေးပါတယ်။ယဉ်ကျေးမှုဝန်ကြီးဌာနဟာစိတ်ရှုပ်ထွေးနေပုံရတဲ့တာဝန်ရှိသူတွေကဧည့်သည်တွေကိုလည်းတပ်ပုံရိုက်ခွင့်မပေးပါဘူး။သူတို့ကချင်းချောင်းနန်းတော်တွေကိုလာတာကတော့မှတိတ်မကြိုက်ရှင်ကြပါဘူး။ခမ်းမအတွင်းနဲ့ဒုတိယထပ်ကပကြီးလက်ရာတွေအပြင်စင်တွေကိုလည်းဘယ်သူမှတွေ့နိုင်မှာမဟုတ်ပါဘူး။ဒါတွေဟာဖယ်ရှားခံခဲ့ရခြင်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဘယ်ကိုရောက်သွားလဲလည်းမသိပါဘူး။ချင်းချောင်းရဲ့နေအဟောင်းဟာအမှန်တကယ်ပြင်ဆင်မှုတစ်ခုအတွက်အသင့်ဖြစ်နေတဲ့အသွင်ရှိပါတယ်။လက်ရှိမှာတော့ချင်းချောင်းနန်းတော်ဟာနှစ်ပေါင်း100ကျော်သွားပြီဖြစ်ပါတယ်။ဆက်လက်ပြီးထိမ့်သိမ်းသင့်တဲ့အဆောင်အုံတွားရောက်လည်းပဲသင့်တဲ့အဆောင်အုံလို့ဖော်ပြလိုက်ရပါတယ်ဗျာ။အတီမပြုတ်ခဲ့ရတဲ့အတွင်းသတင်းတွေရတော့တထေးကြီးလင်ချင်းချောင်းဟာသူ့ရဲ့နန်းတော်အောက်မှာကျွန်တော်တို့အင်းအားကန်ကိုဆက်သွယ်ထားတဲ့ရေအောက်ကနေဆက်သွယ်တဲ့ပိုက်လုံးကြီးတစ်ခုရှိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီပိုက်လုံးကြီးထဲမှာသူဟာအင်္ဂလိပ်ငွေစက္ကူတွေကိုလည်းရိုက်နှိပ်ခဲ့တယ်လို့ဆိုပါတယ်။ဒီသတင်းကတော့အမှန်မသိရပေမဲ့အဲ့ဒီတုန်းကကောလာဟာလာဖြင့်ပြန်လွှင့်ခဲ့တာပဲဖြစ်ပါတယ်။ဟုတ်ကဲ့တထေးကြီးလင်ချင်းချောင်းကတော့သူ့ရဲ့ဝိညာဉ်ဟာစံအိမ်တော်ကြီးအတွင်းမှာရှိနေမှာပဲလား။ဘယ်ကိုများလွှင့်နေပြီလဲမသိတော့ပါဘူး။